မန်မီကားဆိုတာနဲ့ပတိအဖွေးသားနဲ့အီဂျစ်လူသေးကောင်ကြီးလိုက်တက်တာပဲပြေးမြင်နေမိလားအဲ့ဒီရိုးအီနေတဲ့အတွေးကြီးကိုခေါင်းထဲကအခုချက်ချင်းထုတ်ပစ်လိုက်ပါ2026မှာထွက်လာတဲ့ဒီမန်မီကားအစ်စ်ကတင့်ကိုကြက်တီးတစ်ဖြန်းဖြန်းထားသွားစေမယ်တွေးပြက်စရာတရေကအဖြစ်ပြန်လာတာပါဇလန်းကတောကန်နာရထဲမှာသမီးလေးတစ်ယောက်အစအနဖြောက်ပြီးပျောက်ဆုံးသွားခဲ့တယ်ရှစ်နှစ်ကြာလို့မိသားစုကတေးပြီးအောက်မေ့ပြီးလက်လျှော့ထားတဲ့အချိန်မှာအဲ့ဒီသမီးလေးကအိမ်ကိုရုတ်တရက်ပြန်ရောက်လာတယ်ဝမ်းသာစရာကြီးပေါ်ဟုတ်လားဒါပေမဲ့မဟုတ်ဘူးပြန်လာတာသမီးလေးရဲ့ခန္ဓာကိုယ်ပဲဖြစ်ပြီးအတွင်းထဲမှာတော့ကနာရတဲ့ကနှစ်ပေါင်းထောင်ချီငတ်မွတ်နေတဲ့ရှေးဟောင်းကျိန်စာဆိုကြီးကပ်ပါလာခဲ့တာပါညဘက်ဆိုရင်သမီးလေးရဲ့ခန္ဓာကိုယ်ကြီးကလူသားတယောက်မလုံနိုင်တဲ့ပုံစံတွေအတိုင်းအယိုးတွေပါကြိုးကြေမတက်တွန်းလိန်လာပြီးမိသားစုဝင်တွေကိုတယောက်ပြီးတယောက်တွေးအေးနဲ့တက်ဖို့ကြံစီလာတဲ့အခါရုပ်ရှင်လောကမှာအကြောက်ဆုံးတရေကားလို့သတ်မှတ်ခံထားရတဲ့ Evil Dead Yikes Director ရိုက်ကူးထားတာဖြစ်လို့စိတ်ချောက်ချားစရာခန်းတွေကတော့ရှယ်ပါပဲဘလို့လဲဒီညပဲအမှောင်ထဲမှာတယောက်တည်းဆောင်ကြုံပြီးရင်တထိတ်ထိတ်နဲ့ကြည့်လိုက်ဖို့အစင်သင့်ပဲလားငငယ်ကကြည့်ဘူးတဲ့မမ်မီကားတွေလိုအရှင်ကားအမှတ်နဲ့တွားကြည့်ရင်တော့လမ်းဖြတ်ပြီးအိမ်သားတော်တယောက်တည်းမတွားရဲပဲဖြစ်ကြံခဲ့လိမ့်မယ်ရှစ်နှစ်ကြာမှကန္နာရထဲကပြန်လာတဲ့သမီးလေးရဲ့ကိုယ်ထဲမှာဘာမောင်ထူးကြီးပူးကပ်လာလဲဆိုတာတီးခံနိုင်စွမ်းရှိမှကြည့်ဖို့တတိပေးပါရစေ